ဒီနေ့ကအဆုံးလေးကိုစက်သားလေးနဲ့ချက်မယ်စက်သားကိုကြာတော့စားရည်နန်းနန်းစိတ်တို့ဖွားကြောင်းနဲ့နေထားတယ်ဟင်းချမုံဟိုဟာလေစက်သားမုံတွေလုံးဝမထည့်ဘူးသူကအဲ့ဒါနဲ့နေထားပြီးသားနှက်ထားပြီးတာပေါ့နော်အခုလေးကအဆုံးလေးကိုခွာလိုက်အောင်မယ်ချင်းချက်သွန်ဖြူချက်သွန်နေခန်းချင်းတီကိုအစင်းတင်လောက်ထားပြီးမှာကြောက်စိမ့်လေးလိုပဲနော်ဒါကအဆုံးလေးလောက်ထားပြီးသားပါဒါဟာချက်သားလေးပါကျွန်မအခုချက်တော့မယ်နော်စီပူလာပြီးဆိုတော့ချက်သွန်ဖြူချင်းနေထည့်ကြော်မယ်နော်ကြော်မယ်ဒါကိုနည်းနည်းလေးပေါ်ပြသွားရပြီကြော်ပေးလိုက်မယ်လေးရေးရချစ်ကြော်ပါမယ်စစ်တော့ရလာပြီဆိုကျွန်မအသားထည့်မယ်ဆိုချက်တော့ချက်ပေါင်သား3ခါနည်းနည်းမှာတော့ရေနည်းနည်းထည့်ပြီးမှနှိုးထားလိုက်အောင်နည်းနည်းပြုတ်တော့ပေါ့သူ့ရဲ့အရေခမ်းသွားတဲ့အထိချက်လိုက်ချက်သားလေးခမ်းသွားပြီဆိုတော့အရေခမ်းသွားပြီဆိုတော့အစွန်လေးထိလိုက်တယ်အစွန်ထိပြီးမှရှော့လိုက်တယ်စီနေနေများလေအိုးလေးလိုက်တယ်စီပုံလုံးတုံလိုက်တယ်မစီများတာမကြိုက်စီနေနေတာဖုံးအုပ်ပြီးမှထားလိုက်အစွန်ရဲ့လက်ဆက်မှုလေးကိုချက်ကြည့်လိုက်တော့လောက်ချက်ကတော့မှချက်စိမ့်လေးလိုပဲစိမ့်နေတာပြပြီဆိုတော့အခုကနန်းပင်လေးခလိုက်မယ်နန်းပင်ထည့်လိုက်မယ်ခုဒါလေးနည်းနည်းအုပ်လိုက်မယ်